ဘေးကောင်းဘေးညှိုးဘေးတွေကိုမမတို့လာပေးတာဒါလေးကတော့လုံးဝမှမဖြူဒီလာတယ်မှာကြိုက်ဆုံးအိုက်တန်ဆိုရင်မမတော်တော်ကိုလာတယ်ကြိုက်ရတဲ့အကြောင်းရင်းတွေအများကြီးရှိတယ်မကျဒီဇိုင်းကိုကြည့်မမဒါလေးကလီနင်းလေးနော်လီနင်းတက်တဲ့အစ်စ်ကလေးအဲ့ဒါလေးကိုနောက်ကဒီလိုမျိုး BKK လီနင်းအစ်စ်ကလေးနဲ့ပြန်ဆက်ထားတာပြင်ချင်းမဟုတ်ဒါမဟုတ်ဘူးနော် quality အရန်ကိုမှအမြင့်ဒါမျိုးအပြည့်ပေါက်သေးတစ်ထည့်ကို6000ကျော်တန်ကိုမဖြူစီမှာထုတ်ဝက်စီနဲ့ပဲယူ31,500နဲ့ရမယ် site ကဒီတစ်ခါ site ပါတယ်ပုံမှန်ဆိုရင်ဒီ line တွေက free site ပဲလာတာနော်အခုမဖြူစီမှာတော့ရင်စကား44နဲ့44 46ဆိုပြီး4 site လာသွားပြီပြီးတော့ဒီမှာမမတို့ design လေးဆိုလို့ရှိရင်လည်းခက်ရိုးရိုးရှင်းရှင်းလေးကိုမှဇာကွတ် design လေးကိုမှပန်းလေးထိုးထားပေးတယ်ကဲဘာမှကိုပြပြောစရာမရှိအောင်လှရတော့နော်ညီမလေးဝတ်ထားတာအသေးဆုံး site Cupid Vision က site တိုးယူစရာမလိုကတ်တင်ပြည့်တယ်40ဆို40အပြည့်ပါတယ်40ဆိုပေါင်140ထိရတယ်ပေါ့နော် site လေးခက်မဲ့ယူလို့ရကဲကလာလေးညီမလေးပြပေးလဲချောကလက်ကလေးပါမယ်ဒီမှာနော်နောက်ကဆက်ထားတဲ့အသားအစားတော့မှတော်တော်ကိုမှ luxury ဝတ်ကမယ်31,500တော့တန်တယ်တစ် site ကို6ထည့်ယူမယ်ဆိုမှဖြစ်လို့ VVIP ဈေးလုပ်ပေးမယ်နော်တစ် site ကို6ထည့်ယူမယ်ဆိုမှဖြစ်လို့ VVIP ဈေးထက်ရှိသေးတယ်1000 short ပေးအောင်မှာ3500နဲ့လာယူအောင်နော်အဲ့တော့ site ရွေးလို့ရတယ်ကလာရွေးလို့မရဘူးကလာရွေးရင်တစ်ထည့်ကိုညီမလေးတို့3000ပေါင်းပါတယ်အထည့်မှမယ်ဆိုထည့်ပုံ